သေခြင်းတရားနဲ့နီးစပ်သောကဘာပေါ်ကကြောက်စရာအကောင်းဆုံးအလုပ်ကိုင်များပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့နေပြည်တော် YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကဘာပေါ်ကကြောက်စရာအကောင်းဆုံးနဲ့အန်ရရှိဆုံးအလုပ်ကိုင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစခင်မှာကျွန်တော်တို့ရဲ့နေပြည်တော် YouTube Channel လေးနဲ့မိတ်ဆက်ပေးပါရစေကျွန်တော်တို့ရဲ့ Channel လေးကနေ့စဉ်စိတ်ဝင်စားဖို့ကောင်းပြီးဘုသူဒ္ဓရစီနိုင်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင် Channel လေးကို Subscribe လုပ်ထားလိုက်ပါစင်သစ်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်နံပါတ်1 Cargo Ship Security ပင်လယ်ပြင်ကြီးဟာကျေပြောလာလို့အထီးကျန်ဆန်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့နေရာတစ်ခုပါဒါပေမဲ့ကုန်တင်သင်္ဘောလုံခြုံရေးဝန်ထမ်းတွေအတွက်အဓိကစိုးရင်ရတဲ့အရာကတော့ပင်လယ်ဓမြတွေပါပဲရှေးခေတ်ကလိုပင်လယ်ဓမြမျိုးမဟုတ်ပဲခေတ်သစ်ပင်လယ်ဓမြတွေပါသူတို့တွေကအများအားဖြင့်ဆိုမာလီယာနဲ့နိုင်ဂျီးရီးယားနိုင်ငံတွေကလာလေးရှိပြီးလက်နက်ကင်ထားတဲ့ပင်လယ်ဓမြအဖွဲ့တွေဟာသင်္ဘောတစ်စီးလုံးကိုစီးနင်းတာကုန်ပစ္စည်းတွေခိုးယူတာနဲ့သင်္ဘောသားတွေကိုတစားကန်ဖြစ်ဖမ်းဆီးတာမျိုးတွေလုပ်တတ်ကြပါတယ်သင်္ဘောလုံခြုံရေးဝန်ထမ်းတွေဟာဒီပင်လယ်ဓမြတွေကိုတားဆီးရပေမဲ့ပြောသလောက်တော့မလွယ်ကူပါဘူးရာသောအားဖြင့်လုံခြုံရေးဝန်ထမ်းတွေကလူအင်အားနည်းတတ်ကြပါတယ်ပင်လယ်ဓမြတွေက AK47 တွေ RPG ဒုံးပစ်လောင်ချာတွေကိုကင်ထားလိရှိပြီးတစ်ဖွဲ့ကို4ယောက်ကနေ6ယောက်ထိပါလာတတ်ပါတယ်လုံခြုံရေးသမားတွေအနေနဲ့ပင်လယ်ပြင်ကြီးထဲမှာရောက်နေတာဖြစ်လို့ဘယ်နိုင်ငံကစစ်တပ်မှလည်းလာကူညီမှာမဟုတ်ပါဘူးကူညီခြင်းနဲ့ဆိုရင်တော့အချိန်မီရောက်လာဖို့အချိန်ရှိမှာမဟုတ်ပါဘူးအကယ်၍ပင်လယ်ဓမြလှေတစ်စီးကိုတွေးလိုက်ပြီးဆိုရင်လုံခြုံရေးဝန်ထမ်းတွေကသင်္ဘောတစ်စီးလုံးကိုပိတ်ချလော်ဒေါင်းလိုက်ပြီးသင်္ဘောပတ်ပတ်လည်မှာစူးကြိုးရေဇာဝါယာတွေတက်ဆင်ရပါတယ်ပေတထောင်လောက်ရှိတဲ့ကုန်တင်သင်္ဘောကြီးတွေဟာတိုက်ခိုက်လို့မရနိုင်ဘူးလို့ထင်ရပေမဲ့အရန်ကြီးမားလွန်းတာကြောင့်နေရာတိုင်းကိုစောင့်ကြည့်ဖို့ခက်ခဲပါတယ်ဒါကြောင့်သင်္ဘောလုံခြုံရေးဝန်ထမ်းတွေဟာအိပ်ရေးပြတ်တာစိုးရိမ်စိတ်လွန်ကဲတာတွေအဖြစ်များတတ်ပါတယ်ပူကြောက်စရာကောင်းတာကပင်လယ်ဓမြစီးနှင်းမှုအများစုဟာညဘက်မှာဖြစ်တတ်တာကြောင့်ကောင်းကောင်းအိပ်စက်ဖို့ဆိုတာဘယ်တော့မှမဖြစ်နိုင်ပါဘူးသူတို့ရရှိတဲ့လစာကတစ်လကိုဒေါ်လာ2000ကနေ3000ဝန်းကျင်ထိရရှိကြပါတယ်ဒါဟာအကျိုးမြတ်ရမ်းများပေမဲ့အလွန်အန္တရာယ်ကြီးမားတဲ့အလုပ်တစ်ခုဖြစ်ပါတယ်နံပါတ်2သင်္ဘောပန်ကာဒလက်ရေငုပ်သမားများသင်္ဘောပန်ကာဒလက်တွေဆိုတာတချို့အဆောက်အုံတွေထက်တောင်ပိုပြီးကြီးမားတတ်ကြပါတယ်အကျယ်ပေ40အထိရှိနိုင်ပြီးတန်ချိန်100ကျော်4ချိန်ရှိပါတယ်အဲ့ဒီဒလက်တွေကလူတစ်ယောက်ကိုအပိုင်းပိုင်းပြတ်သွားအောင်လုံနိုင်စွမ်းရှိတာကြောင့်အဲ့ဒါတွေကိုစစ်ဆေးဖို့ရေငုပ်ဆင်းရတာဟာအရန်ကိုကြောက်စရာကောင်းပါတယ်များသောအားဖြင့်လုံးဝမှောင်မဲနေတဲ့နေရာတွေတစ်ခါတရံမှာအန္တရာယ်ရှိတဲ့ငမန်းတွေပေါ်တဲ့ပင်လယ်ပြင်တွေမှာဆင်းရလိရှိပါတယ်အကယ်၍သင်္ဘောတစ်စီးပြတ်သွားပြီဆိုရင်ဒီလူတွေကပဲပြင်ကြရပါတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အမှားအယွင်းတစ်ခုခုဖြစ်သွားနိုင်ပါတယ်ဝဲနေစရာကောင်းတာကတော့နှစ်တိုင်းဒီရေငုပ်သမားအချို့ဟာရေပေါ်ကိုပြန်မတက်နိုင်ကြတော့ပါဘူးတခါတရံမှာပန်ကာဒလက်တွေကရုတ်တရက်လဲသွားတတ်ပြီးသူတို့ကိုချက်ချင်းအသက်ဆုံးရှုံးစေပါတယ်ပန်ကာဒလက်တွေကအယမ်းမြန်ပါတယ်အကယ်၍တစ်ခုခုလဲသွားပြီဆိုရင်တော့သင်ဟာလုံးဝအသက်ရှင်ဖို့လမ်းမရှိတော့ပါဘူးပင်လယ်သတ္တဝါတွေကလည်းရေငုပ်သမားတွေကိုတိုက်ခိုက်တတ်ပါသေးတယ်ရန်လိုတဲ့ငါးတွေနဲ့ငမန်းတွေဟာအသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်တခါတရံမှာပန်ကာဒလက်ကြားကကျင်းမြောင်းတဲ့နေရာတွေထဲထိဝင်ရပါတယ်အကယ်၍ရေစီးကြောင်းပြောင်းလဲသွားရင်သူတို့ကအထဲမှာပိတ်မိသွားနိုင်ပြီးမိနစ်ပိုင်းတွင်းမှာအောက်ဆီဂျင်ကုန်သွားပါလိမ့်မယ်ဒါအပြင်သူတို့ဟာပင်လယ်အောက်ရမ်းတဲ့နေရာတွေမှာအလုပ်လုပ်ရတာပါရေဖိအားကအရန်ကြီးမားပြီးအဆုပ်တစ်ခုလုံးကိုအလွယ်တကူချိန်မွသွားစေနိုင်ပါတယ်အဆိုးဆုံးအချက်ကတော့တင်အော်နီယာကိုဘယ်သူမှမကြားနိုင်တာပါပဲတင်မောပန်ကာဒလက်ရေငုပ်သမားတယောက်ရဲ့လစာကတစ်လကိုဒေါ်လာ3000ဝန်းကျင်ရရှိပါတယ်နံပါတ်3ဘုံရှင်းလင်းပညာရှင်များဘုံရှင်းလင်းသမားများဟာကမ္ဘာပေါ်မှာအသက်အန္တရာယ်ရှိဆုံးအလုပ်တွေကတစ်ခုကိုလုပ်ကိုင်နေကြရတာပါဒီအလုပ်ကရုပ်ရှင်တွေထဲမှာမြင်တွေ့ရလိုမျိုးမရိုးရှင်းပါဘူးတကယ်လက်တွေ့ဘဝကဘုံတွေမှာတော့ပရိယံနဲ့ထောင်ချောက်တွေဆင်ထားတတ်တာကြောင့်ပောက်ကွဲနိုင်တဲ့နီလန်းတွေအများကြီးရှိနေနိုင်ပါတယ်ဒါအပြင်ဘုံတွေမှာအချိန်မှတ်နာရီတိုင်မာတွေပါလိရှိတာကြောင့်ဘုံရှင်းလင်းသူတွေမှာသုံးဖြတ်ချက်ချဖို့မိနစ်ပိုင်းဒါမှမဟုတ်စက္ကန့်ပိုင်းလောက်ပဲအချိန်ရတတ်ပါတယ်သူတို့ဟာနေ့စဉ်နဲ့မျှစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုရင်ဆိုင်နေရပါတယ်ဖုန်းခေါ်ဆိုမှုတိုင်းဟာသူတို့အတွက်နောက်ဆုံးအချိန်ဖြစ်သွားနိုင်ပြီးဒါဟာစိတ်ကျန်းမာရေးပေါ်မှာအတော်လေးဒဏ်ပိစေပါတယ်သူတို့ရဲ့လေ့ကျင့်မှုတွေကလည်းအလွန်ပြင်းထန်ပါတယ်ဘုံထန်ခံဝစ်စုံဘုံ Pro Suits ကိုဝစ်ဆင်ပြီးထိန်းချုပ်ထားတဲ့ပောက်ကွဲမှုတွေကိုကိုယ်တိုင်ကြုံတွေ့လေ့ကျင့်ရပါတယ်ဒါမှသာအခြေအနေတစ်ခုခုဖြစ်လာရင်ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုသေချာသိရှိမှာဖြစ်ပါတယ်ဘုံရှင်းလင်းသမားတစ်ယောက်ဟာတစ်လကိုဒေါ်လာ1000ဝန်းကျင်ရရှိပေမဲ့အန်ရီကတော့အလွန်အမင်းကြီးမားလာပါတယ်နံပါတ်4မိုင်းလုံသားများအကယ်၍သင်ဟာကျင်းမြောင်းပိတ်လောင်နေတဲ့နေရာတွေကိုကြောက်တတ်သူဆိုရင်တော့ဒါကိုအခုကလေးကကြည့်တာရက်လိုက်တာပိုကောင်းပါလိမ့်မယ်မိုင်းလုံသားတစ်ယောက်ဖြစ်ရတာကဘာပေါ်မှာတက်တောင့်တက်တာမရှိဆုံးနဲ့အသက်အန္တရာယ်ရှိဆုံးအလုပ်တွေကတစ်ခုပါမိုင်းတွင်းပြိုကျမှုတွေကြောင့်နှစ်စဉ်တိုင်းလူပေါင်းရာနဲ့ချီသေဆုံးနေရပါတယ်
ဘာတတိပေးချက်မှမရှိဘဲရုတ်တရက်ပြိုကျတတ်ပြီးမိုင်းလုံသားတွေကိုတန်နဲ့ချီတဲ့ကြောက်တုံးတွေမြေကြီးတွေအောက်မှာအရှင်လက်လက်မြုပ်နှံပြေးလိုက်သလိုဖြစ်တတ်ပါတယ်ကယ်ဆယ်ဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ပါပဲမိုင်းလုံသားတွေဟာဥမင်တိုင်းမှာအစိတ်ငွေ့တွေရဲ့အနေအကိုလည်းရင်ဆိုင်ရပါတယ်မီသိန်းနဲ့ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့တွေကအသက်ရှူကျက်တာဒါမှမဟုတ်ပေါက်ကွဲတာတွေကိုဖြစ်စေနိုင်ပါတယ်တက်ကရိယာတွေကလည်းအရန်အနေအကြီးပါတယ်ပေါက်တူးတွေလွန်ပူတွေနဲ့ပစ္စည်းတင်ပတ်ကြိုးတွေကိုအလွန်ကျဉ်းမြောင်းတဲ့နေရာတွေမှာသုံးရတာကြောင့်အလုပ်သမားတွေဟာထိခိုက်ဒဏ်ရာရတာဒါမှမဟုတ်စက်တွေကြားညက်ပြီးကြေမွသွားတာမျိုးတွေဖြစ်တတ်ပါတယ်မိုင်းလုံသားအများပြားဟာအဆုံမဲယောဂ Black Lung Disease လို့ခေါ်တဲ့ဝေဒနာကိုခံစားရပါတယ်ဒါဟာနေပေါင်းများစွာကြောင်မီသိမ်းမှုန့်တွေကိုရှူရှိုက်မိတာကြောင့်ဖြစ်တာပါမိုင်းလုံသားအများပြားမှာစိုးရိမ်စိတ်လွန်ကဲတာစိတ်ထက်ကြတာနဲ့ PTSD စိတ်ဒဏ်ရာကြောင့်ဖြစ်သောစိတ်ဖိစီးမှုဝေဒနာတွေဖြစ်ပေါ်လေရှိတယ်လို့သိရပါတယ်နေအောင်ကြီးမိသားစုတငယ်ချင်းတွေနဲ့ဝေးကွာပြီးမြေအောက်မိုင်ပေါင်းများစွာမှာလှုပ်လှုပ်ရတာဟာသူတို့ရဲ့စိတ်ချမ်းသာရေးကိုအကြီးအကျယ်ထိခိုက်စေပါတယ်Minecraft ဂိမ်းထဲမှာမိုင်းတူးရတာကအရန်စိတ်အေးချမ်းစရာကောင်းတယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ဒီလူတွေဟာစိန်ပေါက်တူးတွေကိုသုံးခွင့်မရပါဘူးအဆိုးဆုံးကတော့ဒီမိုင်းလုံသားတွေဟာပတ်စံအရန်နည်းနည်းပဲရကြတာပါရသောအားဖြင့်စီးရဲတဲ့နိုင်ငံတွေမှာတစ်လကိုဒေါ်လာ400ဝန်းကျင်လောက်ပဲရကြပါတယ်နံပါတ်5တာဝါတိုင်းမီးသီးလဲသူများဒီအလုပ်လုပ်တဲ့သူတွေကတော့6လမှာတရက်ပဲအလုပ်လုပ်ပြီးအလုပ်လုပ်တဲ့အချိန်တိုင်းမှာဒေါ်လာ2000ရပါတယ်သူဟာပေ1500မြင့်တဲ့ဆက်သွယ်ရေးတာဝါတိုင်းပေါ်မှာမီးသီးလဲပေးရတဲ့သူပါဆက်သွယ်ရေးတာဝါတိုင်းပေါ်ကမီးသီးလဲတဲ့သူတွေဟာအလုပ်စင်းတိုင်းသူတို့ရဲ့အသက်ကိုရင်းကြရပါတယ်ဒီလောက်မြင့်တဲ့ရက်ကနေပြုတ်ကျတာဟာအမြဲတမ်းအသက်ဆုံးရှုံးစေပါတယ်စိတ်မကောင်းစရာကတော့အဲ့ဒီလိုပြုတ်ကျတာမျိုးတွေကတကယ်ရှိနေတာပါသူတို့ဟာပြင်းထန်တဲ့လေတိုက်ခတ်မှုမိုးကြိုးပစ်တာရေခဲတာနဲ့မိုးရွာတာတွေကိုအမြဲရှင်ဆိုင်ရပါတယ်အဲ့ဒီလောက်မြင့်တဲ့နေရာကိုရောက်နေတဲ့အခါရုတ်တရက်တိုက်ခိုက်လိုက်တဲ့လေပြင်းကြောင့်ကင်ထားတဲ့တန်းတွေလွတ်ထွက်သွားတာဒါမှမဟုတ်ဟန်ချက်ပြတ်သွားတာမျိုးဖြစ်နိုင်ပါတယ်ဒါအပြင်အင်တာနာတွေဟာဘိုးအားအလွန်မြင့်တာကြောင့်ဓာတ်လိုက်ခံမဲ့အန္တရာယ်လည်းရှိပါတယ်တစ်ချက်လေးမှားကင်ပြီးုံနဲ့တင်တင်းရဲ့နှလုံးကိုချက်ချင်းရက်တန့်သွားစေနိုင်ပါတယ်တခါတလေမှဒီတာဝါတိုင်းတွေဟာမီးလောင်တက်ပြီးအလုပ်သမားတွေဟာဘဲမှပြေးစရာမရှိပဲပိတ်မိနေတတ်ပါတယ်ဒါပေမဲ့သူတို့ဟာ6လမှတရက်ပဲအလုပ်လုပ်ရပြီးတစ်ခါလုံးရင်ဒေါ်လာ2000လောက်ရရှိကြပါတယ်ဟုတ်ကဲ့ပါနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါဦးနော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ